ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ကိုယ်စားဟောကြားပေးတဲ့တရားဖြစ်ခြင်းကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင်ဟောကြားနေသည့်အလားကြည်ညိုစိတ်ထားပြီးတော့မြင့်မြတ်တဲ့တရားတော်ကြီးကိုဟောခြင်းနာခြင်းဖြင့်သာသနာပြုကုသိုလ်အစစ်အမှန်ယူကြမယ်အာယုပြုကြယနေ့သာသနာတော်နှစ်2566ခုနှစ်ကောဇာသက္ကရာ1384ခုနှစ်ယနေ့သတရင်ကျော်လကွယ်နေ့ညချမ်းချိန်ကထိုင်းနိုင်ငံဘာမျိုးလဲမဟာချိုင်မြို့ဘယ်နေရာလဲမသိဘူးငါလည်းမသိဘူးဝတ်ဖို့ခံအေးဟုတ်ပြီသူတို့ပြောတဲ့နေရာပေါ့ဘောတော်ကြီးကျောင်းတိုင်တွင်မှာကျောင်းတိုင်ဆရာဘုရားကြီးနဲ့တကွခောဘကလူကြီးမင်းများအလူရှင်များပါရမီရှင်များအားလုံးညီညီညွတ်ညွတ်ပြုလုပ်ခြင်းပါကြတဲ့အထူးတရားပွဲကြီးမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ကိုယ်စားမေတ္တာရှိတာပြီးတော့သစ္စာဆိုကအထူးသူဆက်ချီးမြှင့်ဟောကြားပေးသွားမယ့်တရားတော်ကဝိပန္လာသသုတ်တန်ကြီးကိုနောက်ခံထားတန်စာဆင်၍တခန္တနာဟောကြားအပ်သောလိန်နဲ့တရားတော်အလုံးပြေပါဗတရားပါလေသာတို့ဒီဘဘုတ်တွေးကြုံပြောပြမယ်နော်ဒီအထူးတရားပွဲလုံးမဲ့ဆိုဓာတ်ခက်မိုင်းတွေမတော့ရဘူးသားကျုပ်မိုင်းလေးကပိုကောင်းမယ်နော်မြန်မာပြည်မှာအတွေးကြုံပေါ့အထူးတရားပွဲကြီးမှာဆိုင်ရန်ဓာတ်ခက်အသေးလေးဝယ်ထည့်လိုက်တာလူသုံးနဲ့တော့ဝယ်သမားနဲ့တော့ဆိုင်မှာ3 နှစ်လောက်ရှိတဲ့ဓာတ်ခဲဆိုတော့အသေးသာပြောတာအာမရှိဘူးအဲ့ဒါပြဿနာတော်တော်များများတွေ့ရတယ်သိခံတော့ငါပြုပြင်ပေးတာဗာတရားတယ်လေမလိန်နဲ့ကြဲကြဲပြေဗာတရားတယ်လေဘာနမဥစွာဒီတရားကိုလာရောက်နာချမ်းဖို့ရအတွင်းအနန္တစိတ်ကြဝဠာအတွင်းမှာရှိတဲ့မြင်အပ်မမြင်အပ်နေရသောတတ္တဝါအလုံးပရိသတ်တို့နေရောဥစဉ်နေပါဒီဘွားမှာတော်ဆက်ပြီးတော့တမလောလောကသို့ပြောင်းသွားလေပြီးတဲ့မကြော်မလွတ်တဲ့မိဘရွှေမြုပ်ကြီးကိုမောင်တော်မအားလုံးဘဝများစွာကဘာများစွာတန်တရာဆစ်စစ်ကတော်ဆက်ကြတဲ့မကြော်မလွတ်တဲ့ရွှေတော်မြို့တော်အားလုံးထိုင်းနိုင်ငံကိုစောင်းနေတဲ့နိုင်ငံတော်ဆောင်နှန်းနေတကွာရစ်ခအပေါင်းတို့ကိုပါလာရောက်တရားနာဖို့ဥစွာမေတ္တာရှိတာသစ္စာဆိုကဖိတ်ကြားပေးမှာဖြစ်ပါတယ်အာယုပြုကြသမန္တာစင်္ကဝါလေသူအန္တရာခိသံတုဒေဝတာတတ္တမေမုနိရဇံသာသူနန္တုသေကမောက္ခတံဓမ္မသဝနာကာလောအယံပတ္တတာဓမ္မသဝနာကာလောအယံပတ္တတာစေစီအကောင်းတဲ့ဒီတိုင်းထားနော်ဘုသူလည်းမကင်နေတော့ဒီတိုင်းထားခိုင်းသမန္တာဤစေကြဝဠာခွင်ပန်ဝကြီးယမစေကဝါလေသူယူဇနာဘောင်းတသောမျက်နာစေကြဝဠာတို့၌ဝသန္တာရိယပဒမြတ်တာရွှင်ပြောသရင်သုံးနေတိုင်းတော်မူကြကုန်သောဒေဝန္တာအဂသတ္တဘုံမတ္တနေဒုက္ခတနေနမင်းများစွာနတ်တကာပေါင်းသူတော်ပေါင်းတို့သည်ဝါဒမလောဘသို့ပြောင်းသွားလေပြီးတဲ့ပုဂ္ဂိုလ်များနေတဲ့ကွာအနန္တစဉ္ကြဝဠာတွင်မှရှိတဲ့မြင်အပ်မမြင်အပ်နေရန်သော